ဆီးရီးယားသမ္မတဟောင်းဘရှားအာဆတ်ရဲ့ဝမ်းကွဲကိုသေဒဏ်ချတဲ့အကြောင်းအပြင်ဗီဒီယိုအာဏာကင်ထားတဲ့ရုရှားရဲ့ထောက်ခံမှုကိုပေါ့နော်ပြက်ပြက်သားသားထုတ်ကန်လိုက်တဲ့သဘောပါဦးမင်းအောင်လှိုင်သမ္မတပူတင်ရုရှားဝန်ကြီးချုပ်တို့နဲ့တွေ့တဲ့အကြောင်းနဲ့ကုလသမဂ္ဂမှာမြန်မာကိုစားပြုဖြစ်ဦးကျော်မိုးထွန်းကိုဆက်လက်ထားရှိဖို့တောင်းဆိုစာပို့ကြမယ့်အကြောင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ဒီညအစီအစဉ်ကိုကျွန်တော်ဘူဘူကစီစဉ်တင်ဆက်ပေးထားပါတယ်။မြန်မာကရုရှားအတွက်အသင့်ရှိနေတဲ့အကြောင်းဦးမင်းအောင်လှိုင်ကဒီကနေ့ခရမလင်နန်းတော်မှာရုရှားသမ္မတပူတင်နဲ့တွေ့ဆုံချိန်မှာပြောကြားလိုက်ပါတယ်။မြန်မာနိုင်ငံဟာရုရှားအတွက်ရှေ့တောင်အာရှမှာယုံကြည်စိတ်ချမဲ့မိတ်ဆွေဖြစ်တည်ရှိနေပါမယ်ဆိုပြီးတော့စကားပြန်ကနေတဆင့်ပြောခဲ့ပါတယ်။နိုင်ငံတကာဆက်ဆံရေးမှာလည်းသမ္မတပူတင်ရဲ့အားပေးထောက်ခံမှုကြောင့်မြန်မာနိုင်ငံမှာတိုးတက်မှုတွေများလာခဲ့တယ်ဆိုပြီးဦးမင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။တဝဲအကောက်ခွန်ဦးစီးဌာနကဒုအကောက်ခွန်မှုဦးဖြိုးဆန်ဖမ်းထားတဲ့ချိန်မှာပြန်လည်ခုခံထွက်ပြေးဖို့ကြိုးစားလို့ပြစ်ခတ်ရှင်းလင်းခဲ့တယ်ဆိုပြီးရင်းသာရီတိုင်းစစ်ဌာနနီးဗျူဟာ33ကဒီကနေ့ထုတ်ပြန်ပါတယ်။သူဟာ2006ခုနှစ်ကတည်းကအကောက်ခွန်ဌာနကိုဝင်ခဲ့ပြီးနီးပြည်တော်ပို့ဆောင်ရေးဒုဝန်ကြီးဦးအောင်မြတ်ရဲ့သားဖြစ်တယ်လို့အကောက်ခွန်သတင်းရင်းမြစ်တွေက BBC ကိုပြောပါတယ်။စစ်တပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့ချိန်မှာလုံခြုံရေးရဲဘော်ရဲ့လက်နက်ကိုလုပြီးတော့ပြန်လည်ခုခံထွက်ပြေးဖို့သူကြိုးစားခဲ့တာလို့ PDF ဘက်ကထုတ်ပြန်ထားပေမဲ့ဖြစ်စဉ်ကို BBC ကသီးခြားတည်မပြုနိုင်သေးပါဘူး။ပြုတ်ကျသွားတဲ့ဆီးရီးယားသမ္မတဟောင်းဘရှားအယ်အာဆတ်ရဲ့ညီဝမ်းကွဲတူကိုဆီးရီးယားတရားရုံးကသေဒဏ်ချခဲ့ပါတယ်။တင်ကူကြံစီသက်ဖြတ်မှုပါဝင်ဆီးရီးယားပြည်တွင်းစစ်တွင်းကကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်သေဒဏ်ပေးတာပါ။ဝါဆင်အယ်အာဆတ်ကိုဂျွန်နာကဖမ်းမိခဲ့ပါတယ်။စစ်တွင်းကလူမဆန်တဲ့ရာဇဝတ်မှုတွေအတွက်သမ္မတဟောင်းအာဆတ်ကိုမျက်ကွယ်သေဒဏ်စီရင်ပြီးတဲ့နောက်တစ်ပတ်ကြာမှဒီစီရင်ချက်ပေါ်ထွက်လာတာဖြစ်ပါတယ်။ဆီးရီးယားနိုင်ငံအနောက်မြောက်ပိုင်းအစ်လစ်ခရိုင်ကစစ်စခန်းတစ်ခုကိုအစ္စရေးတိုက်ခိုက်မှုကိုမလိုအပ်တဲ့စစ်ရှိန်မြင့်မှုဖြစ်အမေရိကန်ကပြစ်တင်ရှုံချခဲ့ပါတယ်။စစ်ရေးထိုင်နိုင်ငံရေးဆွေးနွေးမှုကိုဦးစားပေးကြဖို့အမေရိကန်ကဆက်ပြီးတွန်းအားပေးမယ်ဆိုပြီးတော့ဆီးရီးယားနဲ့အီရတ်ဆိုင်ရာအမေရိကန်သမ္မတရဲ့ကိုယ်စားလှယ်ထမ်ဘာရက်ကပြောပါတယ်။အမေရိကန်ကရှာရှာပါပါတုံ့ပြန်တာလည်းဖြစ်ပါတယ်။အဘူအယ်ဒူဟူဝါလေဒက်စခန်းကိုတိုက်ခိုက်တာဟာမတရားဘူးဆိုပြီးဆီးရီးယားနိုင်ငံခြားရေးဌာနကစောစောပိုင်းမှာပြောကြားခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်လေရင်ပြေးလန့်တဲ့ဂိုးတောင်တွေပျက်စီးပြီးအသေးအပြောက်သတင်းတော့မရရှိပါဘူး။ဒီကိစ္စအပေါ်အစ္စရေးစစ်ဘက်ကမှတ်ချက်မပေးဘဲညှင်းဆိုခဲ့ပါတယ်။ Facebook နဲ့ Instagram မှာပြောင်းလဲမှုတွေလုပ်ခိုင်းနိုင်တဲ့တရားရုံးစစ်ဆေးမှုကြီးကိုကယ်လီဖိုးနီးယားမှာကနေ့စတင်ခဲ့ပါတယ်။ဒီလူမှုကွန်ရက်တွေရဲ့ပိုင်ရှင် Meta ကုမ္ပဏီကိုကလေးငယ်တွေရဲ့အချက်လက်တွေကိုတရားမဝင်စုဆောင်းနေတယ်ဆိုပြီးအမေရိကန်ပြည်နယ်29ခုကဆွဆွဲခဲ့ပါတယ်။ Facebook သုံးတဲ့ငယ်ရွယ်သူတွေကိုဆွဲဆောင်နိုင်အောင်ပြင်ဆင်ထားပြီးတော့ဒီကွန်ရက်တွေကိုလုံခြုံမှုရှိတယ်ဆိုပြီးလူတွေထင်အောင်ထင်မှားဖြစ်အောင်လုပ်တယ်လို့လည်းဆွဆွဲကြပါတယ်။ဒီအတွက်ဒဏ်ကြေးကြီးကြီးမားမားရရှိအောင်နဲ့ဒီကွန်ရက်တွေလဲပတ်မှုမှာပြင်ဆင်နိုင်ဖို့အမေရိကန်ပြည်နယ်တွေကကြိုးစားနေတာဖြစ်ပါတယ်။ Meta ရဲ့ချီကဲ Mark Zuckerberg ထွက်ပြီးတော့သက်သေခံမယ်လို့ယူဆရပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမြို့တော်ကာဘူးကကျောင်းသားမှာရက်ဆက်ကြမ်းကြုတ်စွာတိုက်ခိုက်မှုကြောင့်ဒါဇင်နဲ့ချီတဲ့ကျောင်းသားတွေဒဏ်ရာရရှိခဲ့ပါတယ်။ဒီပောက်ကွဲမှုနဲ့ပတ်သက်ပြီးလွတ်လပ်တဲ့စုံစမ်းမှုပြေဝလုပ်ဖို့အာဖဂန်ကကုလသမဂ္ဂလူခွင့်ရေးထူးကိုယ်စားလှယ် Richard Bennett ကရှုံချတောင်းဆိုခဲ့ပါတယ်။ကာဘူးနောက်ပိုင်းကဖိနှိပ်ခံရတဲ့ရှီအာဟာဇရာမျိုးနွယ်စုတွေရက်ကွက်မှာပောက်ကွဲခဲ့တာပါ။ဒီနေ့ကအဲ့ဒီမှာရှိတဲ့ပုဂ္ဂလိကမူလတန်းကျောင်းကကျောင်းသူကျောင်းသားတွေကျောင်းဆင်းတဲ့ချိန်မှာပောက်ကွဲတာလည်းဖြစ်ပါတယ်။ဒီပောက်ကွဲမှုကြောင့်ကျောင်းသား90ကျော်ဒဏ်ရာရှိကြောင်းအာဖဂန်သတင်းတွေမှာဖော်ပြပါတယ်။ဒီဝင်းချိုဟောင်းစူရောင်ကြီးရဲ့နာရေးပေကျင်းမှာကျင်းပနေတဲ့ချိန်မှာပဲသူ့ကျောင်းလူမှုကွန်ရက်မှာရေးတာတွေကိုတရုတ်ဆိုရကစီစစ်ဖြတ်တောက်ခဲ့ပါတယ်။68နှစ်အရွယ်အရင်ပတ်ကကွယ်လွန်ခဲ့တဲ့မစ္စတာဇူအတွက်အစိုးရရုံးတွေမှာအလံတွေကိုရှော့ချလွှင့်ထူထားပါတယ်။
အင်တာနက်ပေါ်မှာသူ့ရဲ့စီးပွားရေးပြုပြင်မှုတွေကိုဂုဏ်ပြုရေးသားရင်းသမ္မတရှိအစိုးရကိုဝေဖန်တာတွေရှိခဲ့ပါတယ်။ရှီကျင်ဖိန်းလက်ထက်မှာစီးပွားရေးဖွံ့ဖြိုးမှုနှေးကွေးတာနဲ့တက်ကြီးရွယ်ကိုဥယျာဉ်တိုးပွားလာတာတွေကိုရင်ဆိုင်ကင်တွယ်ခဲ့ရပါတယ်။တရုတ်နိုင်ငံမှာအင်မတန်လူသုံးများတဲ့ WeChat ကွန်ရက်ပေါ်ကနိုင်ငံရေးအရာကဲဆက်တဲ့ရေးသားတွေကိုအာဏာပိုင်တွေကစီစစ်ဖြတ်တောက်လေရှိပါတယ်။သောတာရှင်များခင်ဗျာရုရှားရောက်နေတဲ့ဦးမင်းအောင်လှိုင်ဟာဒီကနေ့သမ္မတပူတင်ပြင်ရုရှားဝန်ကြီးချုပ်ဒူးမာလွှတ်တော်ဥက္ကဋ္ဌတို့နဲ့ပါတွေ့ဆုံခဲ့ပါတယ်။လာမယ့်စက်တင်ဘာလမှာလည်းသူကမ္ဘောဒီးယားကိုသွားဖို့ရှိပါတယ်။ဒီလိုခီးစဉ်တွေကနေပြည်တော်အတွက်ဘယ်လိုရည်ရွယ်တာလဲ။ဒီကြောင်းမဆန္ဒဝင်းကတင်ဆက်ပေးပါမယ်။ဦးမင်းအောင်လှိုင်တို့အဖွဲ့ဟာဒီမနေ့ရုရှားရဲ့ဒူးမာလွှတ်တော်ဥက္ကဋ္ဌနဲ့တွေ့ဆုံခဲ့တယ်လို့နေ့လယ်3 နာရီခွဲမှာရုရှားဝန်ကြီးချုပ်နဲ့ရုရှားအစိုးရအဖွဲ့အိမ်တော်မှာတွေ့ဆုံခဲ့ပါတယ်။နှစ်နိုင်ငံကြားဆွေးနွေးထားတဲ့စီးပွားရေးစွမ်းအင်အာကာသရေးရာပညာရေးစတာတွေအပြင်စစ်ဖက်ရေးရာပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။သူရဲ့ရုရှားတရုတ်နဲ့အိန္ဒိယခီးစဉ်တွေဟာအာဆီယံနိုင်ငံတွေရဲ့ထောက်ခံမှုကိုမရသေးချိန်အနောက်နိုင်ငံတွေနဲ့အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေကိုဆက်လက်ရင်ဆိုင်နေရချိန်မှာတန်တမာရေးအောင်မြင်မှုအဖြစ်ပုံဖော်နေတာမျိုးဖြစ်တယ်လို့နိုင်ငံရေးအကဲခတ်တွေကသုံးသပ်ကြပါတယ်။ဒါပေမဲ့အခုရုရှားခီးစဉ်မှာတော့ကုလသမဂ္ဂရဲ့လုံခြုံရေးကောင်စီမှာဗီတိုအာဏာကင်ထားသူရုရှားရဲ့ထောက်ခံမှုပိုခိုင်မာလာအောင်ရည်ရွယ်ချက်ကပိုအလေးသာတယ်လို့နိုင်ငံရေးသုံးသပ်သူဒေါက်တာအောင်မျိုးက BBC ကိုပြောပါတယ်။ဗီတိုအာဏာကင်ထားတဲ့ရုရှားရဲ့ထောက်ခံမှုကိုပေါ့နော်ပြက်ပြက်သားသားထုတ်ကန်လိုက်တဲ့သဘောပါပဲအရင်တော့စစ်အစိုးရအနေနဲ့သွားရတဲ့သဘောရှိတာအခုကျတော့ဒီမိုကရေစီဒီရရွေးကောက်တင်မြှောက်ခံထားရတဲ့ခေါင်းဆောင်တယောက်အနေနဲ့သွားရဆိုတဲ့အခါကျတော့ရုရှားရဲ့ထောက်ခံမှုကိုကျွန်တော်တို့ကပို့ပြီးတော့ရရှိအောင်ဆိုတဲ့ရည်ရွယ်ချက်ဖြစ်သွားတယ်နော်ကုလသမဂ္ဂမှာမြန်မာအမြဲတမ်းကိုယ်စားလှယ်နေရာကိုနေပြည်တော်ကရရှိရေးအတွက်အခုရုရှားခီးစဉ်ကလည်းအထောက်အပံ့ဖြစ်နိုင်တယ်လို့ဒေါက်တာအောင်မျိုးကရှုမြင်ထားပါတယ်ရုရှားအပါအဝင်တရုတ်အိန္ဒိယတို့အနေနဲ့နေပြည်တော်အစိုးရလိုချင်တဲ့အရာအလုံးကိုတော့လိုက်လျောလှုပ်ဆောင်ပေးမှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီဝင်ဦးမိုးသွေးက BBC ကိုပြောပါတယ်မင်းအွန်လိုင်းတယောက်တည်းလှုပ်ချင်တာတွေစစ်တပ်တစ်ခုတည်းလှုပ်ချင်တာတွေကိုတော့တရုတ်တို့ရုရှားတို့အိန္ဒိယတို့ကလည်းလိုက်ပြီးဖြည့်ဆည်းပေးနိုင်မှာမဟုတ်ဘူးပေါ့နော်သူတို့မှလည်းသူတို့အခြေခံထားတဲ့စံတန်ဖိုးရှိမှာပေါ့နော်ဆိုလိုချင်တာနိုင်ငံတကာပြည်လဲစေချင်တယ်အဲ့တော့ပြည်လဲဖို့ဆိုလို့ရှိရင်တော့သန်းသူကြီးအပါအဝင်သက်ဆိုင်ရာအင်အားစုတွေနဲ့တွေ့ဆုံရမယ်ညှိနှိုင်းရမယ်ဆွေးနွေးရမယ်ဆိုတာမျိုးတွေဖြစ်စေချင်တယ်ဒါပေမဲ့သူ့ဘက်ကအဲ့လိုမျိုးနိုင်ငံရေးစိတ်ဆန္ဒတစ်ခုမှမပြအောင်နည်းနည်းများတော့အကျိုးသက်ရောက်မှုရှိနိုင်တယ်ဒါပေမဲ့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းအဝန်တစ်ခုလုံးကစစ်အုပ်စုလုပ်သမျှကိုလက်ခံသွားတဲ့အခြေအနေမျိုးတော့ပေါ့နော်ဖြစ်နိုင်စရာမရှိဘူးလို့ယူဆပါတယ်တန်တမန်လုပ်ငန်းအရာအဲ့ဒီနိုင်ငံတွေရဲ့ထောက်ခံမှုမျိုးတွေကိုရသင့်တဲ့လောက်ရနိုင်ပေမဲ့သူတို့ဘက်ကမျှော်လင့်ထားတဲ့ရုရှားရဲ့ကိုစားပြုခွင့်ရရှိနိုင်ဖို့ကတော့လက်ရှိအချိန်မှာဖြစ်လာမှာမဟုတ်ဘူးလို့သူကဆက်ပြောပါတယ်။သောတာရှင်များခင်ဗျာကုလသမဂ္ဂမှာမြန်မာပြည်ကိုစားပြုအဖြစ်ဥကျော်မိုးထွန်းကိုဆက်ထားဖို့နဲ့နေပြည်တော်ကတင်သွင်းလာမဲ့ကိုယ်စားလှယ်ကိုပယ်ချဖို့စတဲ့အချက်တွေပါဝင်တဲ့တောင်းဆိုစာကိုထွေထွေတွင်းမှုချုပ်နဲ့ကုလသမဂ္ဂရေချင်းစစ်ကော်မတီစီကိုမြန်မာရပ်ဘက်ဖွဲ့တွေကပို့ဖို့ရှိပါတယ်။ဒီကြောင်းကိုဝေဖြိုးကတင်ဆက်ပေးပါမယ်။နှစ်စဉ်စက်တင်ဘာလကုလသမဂ္ဂအထွေထွေညီလာခံနီးလာတိုင်းကုလသမဂ္ဂမျက်နှာစာမှာမြန်မာကိုစားပြုသူအနေနဲ့ပန်မကြီးဦးကျော်မိုးထွန်းဆက်ရှိနေနိုင်ရေးနဲ့စစ်တပ်ဘက်ကတင်တဲ့ကိုယ်စားလှယ်ကိုအသိအမှတ်မပြုရေးပြည်တွင်းပြည်ပဒီမိုကရေစီအင်အားစုတွေလှုပ်ရှားတောင်းဆိုကြပါတယ်။2021ဖေဖော်ဝါရီ26ရက်နေ့မှာဦးကျော်မိုးထွန်းဟာကုလသမဂ္ဂအစည်းအဝေးမှာစစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့မိန့်ခွန်းပြောခဲ့ပါတယ်။စစ်အာဏာပိုင်တွေဟာနောက်တရက်မှာပဲဦးကျော်မိုးထွန်းကိုထုတ်ပယ်ကြောင်းကြေညာခဲ့သလိုဦးကျော်မိုးထွန်းရဲ့နေရာမှာဝါရှင်တန် DC ကစစ်တပ်မှူးဗိုလ်မှူးကြီးအောင်သူရင်ကိုချက်ချင်းအစားထိုးခဲ့ပါတယ်။ဒါပေမဲ့ကုလသမဂ္ဂရဲ့အရေးချင်းစစ်ကော်မတီကတော့မြန်မာကိုစားပြုခွင့်နဲ့ပတ်သက်ပြီးဘယ်သူ့ကိုအသိမှတ်ပြုမလဲဆိုတာကို2021ခုနှစ်စက်တင်ဘာလကုလသမဂ္ဂအထွေထွေညီလာခံကစလို့အဆုံးဖြတ်မပေးတော့ဘဲနှစ်စဉ်ဆိုင်းငံ့နေခဲ့ပါတယ်။အဲ့ဒါလို့ဆုံးဖြတ်ချက်ချမပေးဘဲရွှေ့ဆိုင်းထားတဲ့လမ်းကြောင်းကနေမြို့သားညီညွတ်ရေးဆိုရ NUG နဲ့လက်တွဲအလုပ်လုပ်နေတဲ့ဦးကျော်မိုးထွန်းကပဲကုလသမဂ္ဂမှာမြန်မာကိုစားပြုခွင့်ဆက်ရရှိနေခဲ့ပါတယ်။ကုလသမဂ္ဂအစည်းအဝေးတွေမှာလည်း NUG ရဲ့အာဘော်ကိုထင်ရတဲ့သဘောထားတွေကိုပြောဆိုနိုင်ခွင့်ရှိနေပါတယ်။ကုလသမဂ္ဂကိုယ်စားလှယ်နေရာကိုစစ်ပေးတဲ့ကော်မတီတွေတရုတ်နဲ့ရုရှားတို့အမြဲတမ်းပါဝင်နေခဲ့ကြပေမဲ့ပြီးခဲ့တဲ့နှစ်တွေမှာမြန်မာစစ်အာဏာပိုင်တွေခန့်တဲ့သူကိုအသိမှတ်ပြုတာမျိုးမလုပ်ခဲ့ကြပါဘူး။
ဒီနှစ်မှာတော့မြန်မာပြည်တွင်းကိုကြည့်ရင်လက်ရှိနေပြည်တော်မှာလွှတ်တော်တွေပေါ်ပေါက်နေပြီးအာဏာသိမ်းစစ်ကောင်တော်ဟောင်းကအရက်ဖက်အသွင်မြောက်အစိုးရအဖွဲ့ကိုသမ္မတအဖြစ်ဦးဆောင်နေပါတယ်ဒါပေမဲ့အပြီးသက်အဆုံးဖြတ်ကတော့ဒီချင်းစစ်ရေးကော်မတီပေါ်မှာပဲမူတည်နေတယ်လို့နေပြည်တော်နိုင်ငံသားရေးဝန်ကြီးဌာနနဲ့နီးစပ်သူတယောက်ပြောကြားချက်ကို BBC ကဖတ်ကြားထားပါတယ်ဗီတိုကင်ထားတဲ့သူတွေကြားတဲ့ကပဲအဆုံးဖြတ်ပေးယူတာအဓိကပါပဲဒီဘက်ကနှစ်တိုင်းလဲနာမည်စင်းတင်တာတွေရှိတယ်အရင်နဲ့ဆက်တုန်းကလည်းတင်နေတာပဲလေအဲ့ဒီကော်မတီမှာဆုံးဖြတ်တဲ့အထက်မှာတရုတ်ရုရှားနဲ့အမေရိကန်လည်းပါလာပဲသူတို့ပဲပေးနေတာအခုဒီနေ့ကတော့ဘာဆက်ဖြစ်မလဲဆိုတာကတော့လက်ရှိဒီဘက်ကိုကြည့်ရင်တော့အများကြီးတွန်းလင်းလို့ရတာပေါ့တိုင်းပြည်မှာလည်းတိုးတက်ပြောင်းလဲမှုတွေကအများကြီးရှိနေတာတရုတ်နဲ့ရုရှားဟာနေပြည်တော်အစိုးရရဲ့အဓိကမိတ်ဖက်တွေဖြစ်ပါတယ်ဒီတော့ရီချင်းစစ်ရေးကော်မတီရဲ့ဆုံးဖြတ်ချက်အပြောင်းလဲဖြစ်လာနိုင်ပါသလားအမေရိကန်ရောက်မြန်မာရေးလှုပ်ရှားသူတူပြောတာကအဲ့လိုမျိုးဥကြောင့်ထိုးနေရတဲ့ပတ်သက်ဆိုရင်ရှိနေတာအဲ့ဒီဒီကောက်ပဲချင်းနေရကျွန်တော်တို့ရှိတယ်ဆိုတော့ပြောရရတယ်ရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ဒီချိန်မှာတော့အဲ့လိုချက်ပိုင်းနဲ့ပါလာရင်လည်းအဲ့ကျွန်တော်ဆိုရင်50-50ပေါ့ဒီနေရာအတွက်တစ်ခုလေးဟိုကျွန်တော်ကျေးဇူးအောင်ဆိုတော့ဆိုရင်လည်းဒါရှိပါတယ်ကုလသမဂ္ဂကိုယ်စားလှယ်ရီချင်းစစ်တဲ့ကော်မတီမှာအဖွဲ့ဝင်နိုင်ငံ9နိုင်ငံပါဝင်ပါတယ်တော်ရရှိမြခင်ဗျာရန်ကုန်မြို့ကနေရာတချို့မှာခွင့်ပြုချက်မရဘဲစောက်တဲ့တိုက်တွေနဲ့လူနေထိုင်ခွင့်လက်မှတ်မရဘဲနေကြတဲ့စာအုပ်တွေမှာလူတွေဆက်မနေဖို့နဲ့လုပ်ငန်းရပ်ဆိုင်းထားဖို့ရန်ကုန်စီပင်ကတားမြစ်စာတွေကတ်နေပါတယ်ဒီကြောင်းကိုမြင့်လွင်ကပြောပြပေးပါမယ်ခွင့်ပြုချက်မဲ့ဆောက်လုပ်ထားတဲ့တိုက်တွေနဲ့လူနေထိုင်ခွင့်မရရှိသေးပဲလူတွေနေထိုင်နေတဲ့အဆောက်အဦတွေကိုလူတွေဆက်နေခွင့်မရှိကြောင်းအသိပေးစာတွေကိုစီပင်ဌာနကနေလိုက်ကဲနေပါတယ်ပြီးခဲ့တဲ့တပတ်လောက်ကစားပြီးစမ်းချောင်းမြို့နယ်တွေကခွင့်ပြုချက်မရှိတဲ့တိုက်တချို့မှာလူနေထိုင်ခွင့်မရှိကြောင်းနဲ့အရေးယူဆောင်ရွက်ထားရှိကြောင်းအသိပေးအကြောင်းကြားစာတွေလာရောက်ရှိတ်ဆွေးသွားတာလို့အဲ့ဒီတိုက်တွေမှာနေထိုင်သူတွေကပြောပါတယ် BBC ကသွားရောက်စုံစမ်းခဲ့ရမှာတော့စမ်းချောင်းမြို့နယ်လင်းလွန်းလမ်းမှာရှိတဲ့ဆောင်းလက်စအစာအုပ်နှစ်ခုနဲ့လူနေထိုင်နေပြီဖြစ်တဲ့အစာအုပ်သစ်တစ်ခုတို့မှာစီပင်ဌာနရဲ့အသိပေးစာတွေရှိတ်ဆွေးထားတာတွေ့ခဲ့ရပါတယ်။စမ်းချောင်းမြို့နယ်တစ်ခုလုံးမှာဆိုရင်ခွင့်ပြုချက်မဲ့ဆောက်လုပ်ထားတဲ့အထက်မြင့်တိုက်32လုံးထိရှိနေတယ်လို့သိရပါတယ်။ဒီအကြောင်းအိမ်ပိုင်ရှင်တူပြောတာကစီပင်ရုံးကနေပြီးတော့အန်ဒီတို့အရေးယူဆောင်ရွက်ထားပါသည်ပေါ့နော်။အဲ့လိုမျိုးပဲကျမတို့ကဒီဥစ္စာစောက်တော့နားမလည်ကြီးပေါ့နော်။ကန်ထရိုက်ကဒန်လေးဆောင်ပြီးလို့ရှိရင်အဆင်ပြေဆိုတဲ့သဘောနဲ့ပဲကျမတို့စောက်ခဲ့ရပါငကိုရဲပိုင်ဆိုင်ခဲ့တဲ့မိဘပိုင်ခဲ့တာပါမကြတာတော့ခရံမရှိလို့ပေါ့ရှင်ဟုတ်ခရံအရင်ရှောက်ပြီးတော့မှဆောက်ရမယ်လို့ပြောပါတယ်စီပင်ရဲ့ခွင့်ပြုချက်မရှိဘဲဆောက်လုပ်ခွင့်ပြုထားလို့ဆိုပြီးအနည်းဆုံးရက်ကွက်9ခုလောက်ကအုပ်ချုပ်ရေးမှုတွေနဲ့ကန်ထရိုက်တာတူကိုလည်းဖမ်းဆီးထားတယ်လို့သိရပါတယ်အဲ့ဒီလူတွေကိုလောလောဆယ်မှာစစ်ဘက်ရေးရလုံခြုံရေးအဖွဲ့စားရဖကစစ်ဆေးနေတာလို့လည်းဒီအကြောင်းသိရှိသူတွေကပြောပါတယ်အခုလိုအရေးယူဆောင်ရွက်ထားရှိမှုအပေါ်အတိအကျသိရှိနိုင်ဖို့ရန်ကုန်တိုင်းစီပင်ဌာနနဲ့အစိုးရအဖွဲ့ပြောခွင့်ရတို့ကိုတယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့အဆက်အသွယ်မရခဲ့ပါဘူးတချို့ကန်ထရိုက်တွေဟာစီပင်ခွင့်ပြုချက်ရရှိဖို့ကြမ်းကြမှုတွေရှိနေတာကြောင့်ခွင့်ပြုချက်မရရှိခင်ကြိုတင်ဆောက်လုပ်တာအခွင့်ရှောင်ကျင်တဲ့အတွက်အစာအုပ်ပြီးစီးကြောင်းလက်မဲ့ BCC မလျှောက်ထားဘဲရောက်ချထားကြတာတွေလည်းရှိနေတယ်လို့သိရှိသူတွေကပြောပါတယ်အထက်မြင့်တိုက်တွေဆောက်လုပ်ဖို့အတွက်ဘယ်လိုလုပ်ငန်းစဉ်တွေဆောင်ရွက်ဖို့လိုအပ်ပါသလဲဒီအကြောင်းကန်ထရိုက်ကုမ္ပဏီတစ်ခုကအခုလိုပြောပါတယ်ဆောက်မယ်ဆိုရင်တော့စီပင်ကိုရင်သွားတာပေါ့နော်စီပင်ကအင်ဂျင်နီယာကြီးမှာကျွန်တော်ကအချိန်တောင်းပြီးတော့ကျွန်တော်ကဆောင်းလာအင်ဂျင်နီယာလည်းမကြသေးဘူးပေါ့အောက်ပိုင်းကြီးပါနေစထားခြင်းနဲ့ဆိုရင်တော့ကျိုးပြီးတော့စောက်ခွင့်ကိုကျွန်တော်တို့ကတင်ရတာပေါ့ဒီစီတောင်းကြတာစာပိုင်းတွေကမတင်တဲ့ကြောင်တွေတားနေမှာပေါ့ရပါတယ်ဆိုပြီးတော့ကျွန်တော်တို့အလွယ်သွားလို့တော့မရဘူးပေါ့တချို့အင်ခဲဝေယူသူတွေဆိုလို့ရှိရင် BCC မရှိဘဲနေထိုင်နေကြတာဖြစ်တဲ့အတွက်စီပင်ရဲ့တားမြစ်မှုတွေရှိလာတာကြောင့်အခက်အခဲကြုံနေရရတယ်လို့အတင်းအကျပ်နှင်ထုတ်တာမျိုးတွေဖြစ်လာမှာကိုလည်းစိုးရိမ်မှုတွေရှိကြပါတယ်